ဒီမှာအိမ်ဝယ်ဖို့စဉ်းစားထားပြီးတော့ရာသီဥတုအခြေအနေကြောင့်အပြင်ထွက်ရမှာကိုပြင်းနေတဲ့လူတွေရှိပါသလားတကယ်တော့မိုးရာသီအားဆိုလို့ရှိရင်အိမ်ဝယ်ဖို့အတွက်အကောင်းဆုံးရာသီဥတုဖြစ်တယ်ဆိုတာကိုအချက်၅ချက်နဲ့ရှင်းပြပေးချင်ပါတယ်အတစ်ချက်အနေနဲ့နွေရာသီမှာအိမ်လိုက်ကြည့်မယ်ဆိုရင်လမ်းတွေက၆တွေ့နေတဲ့အတွက်ဒီရက်ကွက်ဒီလမ်းကရေဝင်နိုင်လားရေကြီးနိုင်လားဆိုတဲ့အချက်ကိုမသိနိုင်ဘူးပေါ့နော်တကယ်တော့လမ်းတွေရဲ့ရေစီးရေလာစနစ်ကောင်းမွန်မှုနဲ့ခြံဝင်းထဲမှာရေဝင်နိုင်လားဆိုတဲ့အချက်ကမိုးရာသီမှာလိုက်ကြည့်မှသာသိနိုင်တယ်အမှန်နဲ့အချက်အနေနဲ့အိမ်တိန်ရဲ့အားနည်းချက်ဖြစ်တဲ့အတွင်းပိုင်းရေစိမ့်တာရေယူတာတွေကမိုးရာသီမှာအဖြစ်များတဲ့အတွက်ဒီရာသီမှာအိမ်လိုက်ကြည့်မယ်ဆိုရင်တော့အိမ်ရဲ့အဓိကအားနည်းချက်အားသာချက်တွေကိုသိနိုင်တာပဲဖြစ်ပါတယ်နံပါတ်3ချက်ကအိမ်ထဲမှာနေရင်းနဲ့မိုးတံဘလောက်စုလဲအတန်လုံးရဲ့လားဆိုတဲ့အချက်ကိုလည်းသိနိုင်တယ်နံပါတ်4အချက်အနေနဲ့ဝယ်သူအနေနဲ့အိမ်တိန်ရဲ့အားနည်းချက်အားသာချက်ကိုကြည့်ပြီးတော့လဲဈေးညီနိုင်ရတာအဆင်ပြေတယ်သုံးချက်အနေနဲ့ကတော့မိုးရာသီမှာအိမ်ဝယ်မယ်ဆိုရင်ပတ်ဝန်းကျင်ရဲ့ရေမြောင်းစနစ်နဲ့အနံ့သက်ဆိုတဲ့အခြေအနေမှန်ကိုအကောင်းဆုံးသိရှိနိုင်တဲ့အချိန်ဖြစ်လို့ဒီလိုရာသီမှာအိမ်ဝယ်မယ်ဆိုရင်ဒီလိုအချက်တွေကိုစစ်ဆေးနိုင်ဖို့အတွက်ဘူးတုတအနေနဲ့မျှဝေပေးလိုက်ပါတယ်ရှင်။